Hello အားလုံးပဲမင်္ဂလာပါရှင်ဒါလေးရတော့ကျွန်မပြောင်းမှုတုပ်လေးပေါ့နော်ဆက်ချက်ပါအောင်ရှင်မြန်မာမျိုးပြန်လန်းသွားတယ်ပေါ့နော်ဒါလေးကတော့ပြောင်းမှုပြုတ်ပြီးတာလေးဝယ်ပြီးလို့ရှင်ကျွန်မကတော့ဒုက္ခဖြတ်တာလေးပေါ့နော်စားကြပါအောင်ရှင်တကယ်ချင်းတော့လုံးဝရတာရှိတယ်နော်ဤစိတ်နေရောပဲပြောင်းမှုအဝါတွေလုံးမဟုတ်ဘူးနော်ဒါအဖြူတွေပါရှင်ဗမာပြည်မှာဆိုရှိတယ်ပေါ့ဒါလေးကတော့ကျွန်မ20ဘူး4ဘူးဝယ်လာတာပေါ့နော်ဈေးထဲရတယ်20ဘူး4ဘူးပြုတ်ပြီးသားလေးဝယ်လာပါတယ်ရှင်ဒါလေးကိုကျမကတော့တုတ်စားမှာပေါ့နော်ဒါအခွန်နှွားလိုက်ပါပြီပေါ့ဟိုလုံးဝကိုပဲစားချင်စရာလေးပေါ့နော်အီဖက်နေရောပဲပေါ့နော်ရင်းလည်းမြင်မှုနူးလည်းမှုအနေတော်လေးပေါ့နော်လုံးဝစားချင်စရာလေးပေါ့ဒါလေးတွေကိုနှွားပြီးလို့ရှိရင်တော့အမွေလေးတွေရောတစ်ခါတည်းဖယ်တယ်ပေါ့နော်လုံးဝဖယ်လိုက်ပါတယ်ရှင်လုံးဝစားချင်စရာလေးပေါ့နော်ကျမကတော့စားချင်နေတာ3ရက်တောင်ချောင်းရတယ်ပေါ့နော်နေတိုင်းကုန်နေတော့ဒီနေ့မှဝယ်လာဖြစ်တာပေါ့နော်ဒါလေးကိုကျွန်မတုတ်စားပါမယ်ရှင်ဒါနှွားလုပ်ပြီးတွားရည်ဆိုတော့ဒါလေးကိုကျွန်မကတော့ပပလေးတွေဓားလေးနဲ့လှီးမှာပေါ့နော်ပပလေးတွေဓားလေးနဲ့လှီးပါမယ်ရှင်အဲ့ဒါလေးကိုအကုန်လုံးကိုပေါ့နော်ပပလေးတွေဓားလေးနဲ့လှီးပါမယ်ပြီးရင်တော့တုတ်စားမှာပေါ့နော်အကုန်လုံးလှီးပြီးသွားရင်တော့ကျွန်မတုတ်စားမှာပေါ့ဒါမြန်မာပြည်ကိုအလွမ်းပြည်ပေါ့နော်လုံးဝအစ်စ်နေရောပဲစားလို့တအားကောင်းတာနော်တဲတို့ရေဒါ4ဘူးမှ20ပဲပေးရတာနော်လုံးဝတန်တယ်ပြုတ်နေရရင်ပဲအချိန်ကြာအောင်မဲ့ဒါပြုတ်ပြီးသားလေးဝယ်လာခဲ့တာပေါ့နော်ဈေးထဲရတယ်ဟောဒါလေးကတော့လှီးပြီးသွားတဲ့အနေထားလေးပေါ့နော်ဒါကျွန်မကတော့တုတ်စားမှာဆိုတော့လှီးပြီးသွားတဲ့အနေထားလေးပါရှင်ဒါလေးကတော့အချုံမုန်းလေးနည်းနည်းထည့်တာပေါ့နော်ကျွန်မကတော့အချုံမိုးလေးနည်းနည်းလေးထည့်ပါတယ်ပြီးရင်တော့စားလေးပေါ့စားလေးနည်းနည်းလေးထည့်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်မစီလေးနဲ့နည်းနည်းထည့်ပြီးလို့ရှိရင်တုပ်မှာပေါ့နော်စီလေးနည်းနည်းထည့်ပြီးတုပ်ပါတယ်ရွာမှာဆိုလို့ရှိရင်စောင်းတွင်းဘက်ဆိုလို့ရှိရင်ဒီလိုမိနစ်စောကြီးကိုပေါ့ဒီပြောင်းမှုလေးတုပ်ပြီးလို့ရှိရင်မြေစားဖြတ်တယ်ပေါ့နော်ဒါလေးကတော့နေအကုန်လုံးအရတာတွေနှံ့အောင်နေလိုက်ပါပြီပေါ့လုံးဝ